အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့တရုတ်နိုင်ငံရဲ့အမြင့်ဆုံးအမျိုးသားခီးသွားဆွဲဆောင်မှုA5လုံးအဆင့်ရှိတဲ့ Great Wall မဟာတတိုင်းကြီးပေါ်ကအမြင့်ဆုံးမျှော်စင်နံပါတ်20အထိရအောင်တက်နိုင်ခဲ့တဲ့သူရဲကောင်းတွေရဲ့မှတ်တမ်းလေးပါအခုဘေကျင်းမြို့ကတောင်စင်မန်ရထားဘူတာရုံမှာရောက်နေပါတယ်အချိန်ကတော့မနက်9နာရီလောက်ရှိနေပြီနဲ့နေမထွက်သေးတဲ့အတွက်ကြောင့်မလို့တော်တော်လေးအေးနေသေးပါတယ် -4 degree Celsius လောက်ရှိပါတယ် Newton Great Wall ကိုတွားရောက်လက်ပတ်ဖို့အတွက်ကီလိုကနေပြီးတော့ဘတ်စကားအသွားအပြန်ရဲ့ Great Wall ဝင်ခွင့်လက်မှတ်ရဲ့နေ့လည်စာဘူဖေးရဲ့ပါတဲ့ခီးစဉ်ကိုတယောက် US 24.85 ဒေါ်လာနဲ့ဝယ်ထားပါတယ်ထိုးဘတ်ကဒီတောင်စင်မန်ယထာဘူတာယုံကနေပြီးတော့စားထွက်မှာပါခုကားဆောင်ရင်းနဲ့မနက်စာမစားလာခဲ့ရသေးတော့ဘူတာယုံမှာတွေ့တဲ့မုတ်ကိုဝယ်စားကြပါတယ်The bus tickets, everybody has one, and it puts it on the body. It's sticker. Okay. 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 And I think you got 10 minutes to walk around because it's too cold here. Inside, that is the door. Then the door go inside is big space. The rest about 7:50. 7:50. 7:15 Come back to me. Okay. 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 All right. See you later. All right, see you. Okay. Thank you. Thank you. (9:50) ရောက်ပါပြီအပြင်ကိုပြန်ထွက်လာတော့ဒီနေ့ခီးစဉ်ကိုလိုက်ပါကြမဲ့သူတွေတော်တော်များများရောက်နေကြပြီးတော့တန်းစီစောင့်ဆိုင်နေကြတာကိုတွေ့ရပါတယ်။ Newton Great Wall ကဘေကျင်းမြို့ရဲကနေပြီးတော့ကီလိုမီတာ80လောက်ကွာဝေးတဲ့နေရာမှာရှိပြီးတော့ကားစီးသွားချိန်2နာရီဝန်းကျင်လောက်ကြာမြင့်မှာပါဒီခီးစဉ်အတွက်ကိုတော့ကိုယ့်ဘာသာတက္ကစီငှားသွားတာတဲ့အခုလိုဒိုးနဲ့လိုက်တာပို့ပြီးတော့အဆင်ပြေမယ်ထင်ပါတယ်ဒီခီးစဉ်မှာ English လို့ပြောတဲ့ခိုင်လဲပါတော့ကားစီးနေတဲ့အချိန်တစ်လျှောက်လုံးမှာခီးစဉ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ Great Wall ကိုရောက်ရင်ဘယ်လိုလုပ်ရမလဲဘယ်ကိုသွားရမလဲဆိုတာတွေကိုရှင်းပြပေးပါတယ် Great Wall မှာ cable car တို့ chairlift တို့ toboggan တို့စီးဖို့လက်မှတ်ဝယ်မဲ့သူတွေကိုလည်း bus car ပေါ်မှာလည်းလက်မှတ်ရောင်းပေးပါတယ်ကိုရောက်မှလက်မှတ်တန်းစီစရာမလိုတော့ပါဘူး2နာရီလောက်ကားစီးပြီးတဲ့အချိန်မှာတော့ Great Wall Tourist Center ကိုရောက်ပါတယ်Your booking is a western route or eastern route? Western Western route, right? Passport is your ticket. We are for eastern. Okayဒီနေ့ခီးစဉ်ရဲ့ tour operator ဖြစ်တဲ့ Mubas Family မှာခဏနာရင်းနဲ့ tour guide က Newton Great Wall ပေါ်ကိုဘယ်လိုတက်ရမလဲဆိုတာရဲ့ Great Wall ကနေပြန်လာပြီးရင်ဘယ်နေရာမှာနေ့လည်စာစားရမယ်ဆိုတာတွေကိုထပ်ပြီးတော့ရှင်းပြပါတယ်Mubas Family မှာခဏနာပြီးတော့ဟိုးဘက်ထိပ်မှာရှိတဲ့ Shuttle Bus Station ကိုလမ်းလျှောက်ပြီးတော့သွားကြရမှာပါ
shuttle bus စီးဖို့ station ထဲဝင်တဲ့အခါမှာ passport ကို scan လုပ်ရပါတယ်ဒီခီးစဉ်မှာ passport ကို scan ဖတ်ပြီးဖြည့်ရတဲ့နေရာတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့ passport မပါလို့မဖြစ်ပါဘူးမိကြံခဲ့ရင်တော့ဝင်လို့ရမှာမဟုတ်ပါဘူး Tourist Center ကနေပြီးတော့ Great Wall ရှိရာတောင်ကြီးကို shuttle bus 9 မိနစ်လောက်စီးရပါတယ်အခုဒီနေရာကနေပြီးတော့ရှေ့ဆက်ပြီးတော့မသွားခင် New Great Wall ကိုလက်ပတ်ရမယ့်ပုံစံကိုရှင်းပြချင်ပါတယ်အခုကျမတို့ရောက်နေတဲ့နေရာကဒီနေရာမှာပေါ့နော်ဒီနေရာကနေပြီးတော့မဟာတတိုင်းကြီးဘော်ကိုတက်ဖို့အတွက်ကိုနီလန်3မျိုးရှိပါတယ်နံပါတ်1က chair lift နဲ့တက်လို့ရပါတယ် chair lift ဆိုတာကဒီမှာပါကားရမပါတဲ့ထိုင်ကုန်ကိုကျိုးနဲ့ဆွဲတင်သွားတာပါ chair lift စီးမယ်ဆိုရင်တောင်ဘက်လက်မှတ်ဂိတ်ကနေပြီးတော့သွားရပါမယ်တတိုင်းဘော်ကမျက်စင်နံပါတ်6ကိုရောက်ပါတယ်မျက်စင်6ကနေပြီးတော့ပြန်ဆင်းမယ်ဆိုရင်တော့တိုဘိုကန်နဲ့ဆင်းလို့ရပါတယ်တိုဘိုကန်ဆိုတာကမြင့်ရာကနေပြီးတော့နေရာကိုလမ်းကြောင်းတိုင်းရှော့ပြီးတော့စီးစရာတစ်မျိုးပါဒီပုံထဲမှာကြည့်လို့ရပါတယ်တိုဘိုကန်နဲ့ဆင်းရတာကိုလူတွေကပို့ပြီးတော့ကြိုက်နှစ်သက်ကြတယ်လို့ဆိုရတယ်နံပါတ်2ကတော့ cable car နဲ့တက်တာပါ cable car စီးမယ်ဆိုရင်မြောက်ဘက်လက်မှတ်ဂိတ်ကနေပြီးတော့သွားရပါမယ်တတိုင်းပေါ်ကမျက်စင်နံပါတ်14ကိုရောက်ပါတယ်မျက်စင်14ကနေပဲပြန်ဆင်းမယ်ဆိုရင်တော့ cable car နဲ့ပဲပြန်ဆင်းရမှာပါနံပါတ်3အနေနဲ့ကတော့ကိုယ့်ဘာသာလမ်းလျှောက်ပြီးတော့တက်တာပါတောင်ဘက်ဂိတ်မှာရောမြောက်ဘက်ဂိတ်မှာရောခြေချင်းတက်လို့ရတဲ့လမ်းတွေရှိပါတယ်ဒီနေရာမှာသိထားရမှာကခြေချင်းလမ်းကကျန်းပြီးတော့မဆောက်ပါတယ်တောင်ကျင်ကနေပြီးတော့တတိုင်းပေါ်ကိုရောက်ဖို့အတွက်အနည်းဆုံး45မိနစ်လောက်သွားရမှာဖြစ်လို့အချိန်တော်တော်လေးပေးရပါမယ်တတိုင်းပေါ်ရောက်ရင်လည်းလက်ပတ်ကြည့်ရှုဖို့အချိန်နဲ့အင်အားမကျန်တော့တာမျိုးဖြစ်နိုင်ပါတယ်ကျမတို့ကတော့ကလေးတွေလဲပါတာကြောင့် cable car နဲ့ပဲသွားပြန်စီးဖို့စီစဉ်ထားပါတယ်cable car နဲ့မျောစင်14အထိတက်ပြီးတော့အနောက်ဘက်လမ်းဆုံးဖြစ်တဲ့မျောစင်20အထိသွားဖို့စဉ်းစားထားပါတယ်ဒီခီးစဉ်မှာတတိုင်းကြီးပေါ်မှာကိုယ့်ဘာသာလဲပတ်ဖို့အတွက်ကိုအချိန်စုစုပေါင်း9နာရီရပါတယ်9နာရီအတွင်းကြိုက်တယ်လို့လဲပတ်ပြီးတော့သတ်မှတ်ထားတဲ့အချိန်မှာ Mubus Family ကိုရောက်အောင်ပြန်ရမှာပါတက်လန်းအတိုင်းတောက်လျှောက်တက်လာခဲ့ရင်အရင်ဆုံးတောင်ဘက်လမ်းမဂိတ်ကိုရောက်ပါတယ်chair lift စီးမဲ့သူတွေကဒီဂိတ်ကနေပြီးတော့ဝင်ရမှာပါcable car စီးမဲ့သူတွေအတွက်ကတော့မြောက်ဘက်ဂိတ်အထိရောက်အောင်ရှေ့ဆက်ပြီးတော့သွားရပါမယ်ဒီဂိတ်မှာ passport တစ်ခါ scan ဖတ်ဖို့လိုပါတယ်တတိုင်းပေါ်ကိုတက်ဖို့အတွက်ကိုလက်မှတ်စစ်တဲ့သဘောပါဟိုမှာ cable car တွေသွားနေကြတယ်Okay. No solo te ve. Yo quiero see the guy. Cable car စီးဖို့အတွက်လည်း passport ကို scan ဖတ်ပြီးတော့ cable car ပူတာရုံနဲ့ဝင်ရပါတယ်။ဝယ်ထားတဲ့လက်မှတ်တွေအတွက်လက်မှတ်တက်မပေးတော့ဘဲနဲ့လက်မှတ်ဝယ်ထားတော့သုံးထားတဲ့ ID ကိုပဲလက်မှတ်ပြရမယ်နေရာတိုင်းမှာပြရတာပါဟုတ်လား
don't fight. တတိုင်းပေါ်နဲ့တတိုင်းနာဝင်းကျင်မှာကျောင်းလေးတွေအများကြီးရှိပါတယ်တတိုင်းပေါ်ဝင်တဲ့အပေါက်နားမှာကျောင်းနှကောင်ရဖြစ်နေတာတွေ့လို့ပြန်ပြေးခဲ့ရပါသေးတယ်ဒီအပေါက်ကတော့တတိုင်းပေါ်ကိုဝင်မဲ့အပေါက်ပါမျောစင်73နဲ့14ကြားထဲမှာရှိပါတယ် Hey okay now we are on the wall heyညောစင်ဆက်လေးရဲ့တွင်းပတ်နေရမှာလာလေတဲ့လူတွေကစာရီရေးသွားကြတာအများကြီးပါပဲနိုင်ငံတစ်ခုလုံးမှာပြည့်နေပါပြီ Great Wall of China မဟာတတိုင်းကြီးကကမ္ဘာပေါ်မှာအထင်ရှားကျော်ကြားဆုံးအထင်ကြီးနေရာတွေထဲကတစ်ခုဖြစ်ပါတယ်။တရုတ်နိုင်ငံမြောက်ပိုင်းကိုဖြတ်ပြီးတော့ကီလိုမီတာ2100ကျော်ရှည်လျားပါတယ်။အချိန်ကတရုတ်ပြည်နယ်တွေနဲ့ empire တွေကိုနေထိုင်စရာအတီးတကျမရှိတဲ့အမျိုးနွယ်စုတွေရဲ့ကျူးကျော်မှုကနေပြီးတော့ကာကွယ်ဖို့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။900စု BC စောပိုင်းကစတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီးတော့မင်းဆက်တစ်ဆက်ပြီးတစ်ဆက်ဆက်လက်ဆောက်လုပ်ခဲ့တာနှစ်ပေါင်း2000ကျော်ကြာမြင့်ခဲ့ပြီးအလုသမားတန်ပေါင်းများစွာပါဝင်ဆောက်လုပ်ခဲ့ရတယ်လို့သိရှိရပါတယ်။ဒီကနေ့ခေတ်မှာတော့မဟာတတိုင်းကြီးကိုတွားရောက်လက်ပတ်နိုင်အောင်ပြုပြင်ထိန်းသိမ်းထားတဲ့အပိုင်းတွေအများကြီးရှိပါတယ်။ဒီအပိုင်းတွေထဲက Bartolin section ကိုလူကြိုက်အများဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့ Bartolin အပိုင်းမှာဆိုရင်လက်ပတ်တဲ့လူတွေအများများပြီးတော့ပြည့်ကျက်နေတတ်ပါတယ်။ Newton ရဲ့အပိုင်းကတော့မိသားစုလိုက်ကလေးတွေပါလက်ပတ်တဲ့လူတွေအတွက်တင့်တော်ပြီးတော့Bartolin အပိုင်းမှာလောက်လူမများတဲ့အတွက် AACC လက်ပတ်ချင်တဲ့သူတွေအတွက်ပို့ပြီးတော့တင့်တော်ပါတယ်။ဒါကြောင့်လည်းဒီ Newton ရဲ့အပိုင်းကိုလာဖို့ရွေးချယ်ခဲ့တာပါ။ Yeah, that's how I open up everything. Actually, if there's no wind, it's not that cold. Plus, we are moving a lot, so not even more than warm, hot already. ညစီ14ကနေပြီးတော့20အထိသွားတဲ့လမ်းတစ်လျှောက်မှာအတက်ဆင်းတွေများပြီးတော့တချို့နေရာတွေမှာနည်းနည်းလေးမဆောက်ပါတယ်ကျမတို့လိုလမ်းလျှောက်နေကြအလေးအကျင့်မရှိတဲ့သူတွေအတွက်ကတော့တော်တော်လေးကိုမောလာပါတယ်မောလာရင်ခဏနားလိုက်ဆက်လျှောက်လိုက်ဒီလိုနဲ့ပဲညစီ18အထိရောက်လာပါပြီမျောစင်19ကနေထွက်လိုက်တဲ့အချိန်မှာရှေ့မှာကျန်နေသေးတဲ့မျောစင်18 19နဲ့20တို့ကိုလှမ်းပြီးတော့မြင်နေရပါပြီ
သေးတယ်ရော ဘယ်တော့မှပါသိနေဘူး We're almost to the tower 20. ။ညောင်စင်ဆက်ကိုကိုရောက်ပါပြီ။ညောင်စင်စကိုကတော့တက်တက်ဖြတ်ပြီးတော့ထွက်ရတာမဟုတ်ပဲနဲ့အပေါ်ကိုတက်ရမှာပါ။ ရဟေး That's the mentality I go in. ဒီကငါနောက်ပြီးတမရမယ်ဒါတော့နောက်ဆုံးတာဝါပါတာဝါ20ဒီလိုခက်ခက်ခဲခဲနေရာလေးမှာလာပြီးတော့ဖွင့်ထားတဲ့မုံရောင်နဲ့ဆိုင်လေးလည်းရှိပါတယ်။ 为什么会？哎，拿命了没？拿命给你。也没走。 ဒီညောင်စင်စကိုကနေပြီးတော့20ကိုတက်တဲ့လမ်းကမှတ်ပြီးတော့ရှည်လျားပါတယ်။တော်တော်များများကမတက်နိုင်လို့ညောင်စင်20ရဲ့ထိပ်ကိုမရောက်ခဲ့တာရှိပါတယ်။ဒါကြောင့်ညောင်စင်20အပေါ်ထိရအောင်တက်နိုင်မလားဆိုတာကစိန်ခေါ်မှုတစ်ခုပါပဲ။အပေါ်ထိရအောင်တက်နိုင်တဲ့သူတွေကို hero အဖြစ်သတ်မှတ်ပါတယ်။ဒီနေရာကိုတက်တဲ့သူတွေအကုန်လုံးကဘယ်သူမှတစ်ဆက်တည်းမတက်နိုင်ကြပါဘူး။တက်လိုက်နားလိုက်အခါပေါင်းများစွာလုပ်ပြီးတော့နောက်ဆုံးမှာတော့ညစင်20ရဲ့အပေါ်ကိုရအောင်တက်နိုင်ခဲ့တဲ့သူရဲကောင်းတွေဖြစ်ခဲ့ပါပြီ။ Okay, go ahead. You can go. Yeah. ညစင်20ပြီးရင်တော့နောက်ထပ်ညစင်3ခုရှိပါသေးတယ်။ဒါပေမဲ့တေချာမပြင်ဆင်ရသေးတဲ့အတွက်ဒီနေရာကနေပြီးတော့ဆက်မတက်ဖို့ဒီဆိုင်ဘုတ်မှာရေးထားပါတယ်။ရှေ့ဆက်တက်ရမယ့်အပေါက်ကိုလည်းအုတ်ခဲတွေနဲ့ပိတ်ထားတာကိုမြင်ရမှာပါ။ညစင်20အထိရောက်ပြီးတော့ hero ဖြစ်ခဲ့ကြောင်းကိုမှတ်တမ်းတင်ခြင်းရတော့ဒီနေရာမှာဆွေတစိတ်ပြားတွေနဲ့ hero ကပ်ပြားတွေရောက်ပါတယ်။ဝယ်လို့ရှိရင်ကိုယ်နာမည်ကိုထိုးပေးပါတယ်။ရေးဆိုင်ရင်လည်းရေးတက်ဝယ်တောက်လို့ရပါတယ်။ 可以刻上你的名字啦，中酒好汉牌，可以刻上你的名字，有矿泉水也都可以。 ဒါကတော့ထိတ်ဆုံးကနေပြီးတော့မြင်ရတဲ့မြင်ကွင်းမှာဒတိုင်းကြီးကိုလည်းညောင်စင်7နှစ်လောက်ထိကိုလှမ်းပြီးတော့မြင်နေရပါတယ်ညောင်စင်20ကိုဝင်ထွက်လုပ်တဲ့ဒီလေကားလေးကတော်တော်လေးကိုမဆောက်ပါတယ်မ
တက်ရက်ပြီးတော့မစင်းရဲလို့ရှိရင်အခုလိုထိုင်ချလိုက်ပြီးတော့ရှော့ဆင်းလာတာပို့ပြီးတော့စိတ်ချရပါတယ်မျောစင်20ကနေပြီးတော့ပြန်ဆင်းခဲ့ပြီးတော့အပြန်လန်းကတော့လာခဲ့တဲ့လမ်းအတိုင်းပဲမျောစင်14ဘက်ကိုပြန်လျှောက်လာခဲ့တာပါအလာတုံးကမျောစင်73နဲ့14ကြားတဲ့ကဝင်ပေါက်ကနေပြီးတော့ဝင်လာခဲ့ပြီမဲ့ပြန်ထွက်တဲ့အချိန်မှာ14နဲ့15နဲ့ကြားထဲမှာရှိတဲ့အပေါက်ကနေပြီးတော့ပြန်ထွက်လာခဲ့ပါတယ်Mask. Let me do it. I have some magnet t-shirt from here. Local souvenir. Local. Magnet local. Hello, do you want a t-shirt? Souvenir? Magnet. Can you souvenir? 看那个纪念品吧，他们不送水晶球，还有魔法圈。
လက်မှတ်ထဲမှာနေ့လည်စာဘူဖေးလည်းပါဝင်ပါတယ်စားတောက်ချိန်မိနစ်40ရပါတယ်စားတောက်ပြီးသွားရင်တော့ဘေးချင်းကိုပြန်ဖို့2နာရီလောက်ကားပြန်စီရမှာပါဟုတ်ပါပါBack to Beijing. On the way, no stop. Well, first, I want to say, congratulations, everybody! You are the heroes! Let me take a look. How many of you touched the tower 20? The top 20? How many? Come on, superheroes! Thank you, guys. Well, I think everybody did a successful job. That is, you come back to the bus, but not go to Mongolia. Great Wall ကိုတွားရောက်လက်ပတ်တော့မဲ့သူတွေအတွက်တည်ထားတဲ့အချက်တွေကတော့ဒီ passport မပါမဖြစ်ယူလာခဲ့ရပါမယ်။နှစ်ခီးလန်းကနေမြင့်အတက်ဆင်းများပြီးတော့တချို့နေရာတွေမှာမဆောက်ပါတယ်။သုံးနမ်းများရှောက်ရတာဖြစ်လို့တက်တောင့်တက်တာရှိမဲ့လမ်းလျှောက်ဖက်နှက်ကိုပဲစီးတက်ပါတယ်။လေးရာသီဥတုအေးတဲ့အချိန်မှတောင်မောပြီးတော့ရေးစားမှဖြစ်လို့တောက်ရည်အလုံးလောက်သေးသွားဖို့လိုပါတယ်။ငါတခုခုရေးကြုံရင်ဆက်သွယ်လို့ရအောင်ထိုကရဲ့ WhatsApp နံပါတ်ကိုမှတ်သားပါ။လိုအပ်ရင်ဆက်သွယ်ဖို့ထိုခိုက်တွေကလည်းပြောပါတယ်ဒီခီးစဉ်လေးနဲ့ပတ်သက်ပြီးတော့အခြားထပ်ပြီးတော့သိချင်တာတွေရှိလို့ရှိရင် comment မှာရေးသွားပေးခဲ့ပါတက်နိုင်တဲ့လောက်ပြန်ဖြေပေးပါမယ်ကြည့်ရှုပေးကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးများကြီးတင်ရှိပါတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ like share and subscribe လုပ်ပြီးသွားကြပါအောင်နောက်ထပ်ဗီဒီယိုလေးတွေနဲ့ထပ်မံဆုံတွေ့ကြမယ်နော် bye